အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Manchester City အသင်းကသူတို့ရဲ့အဓိကပြင်မှတ်ဖြစ်တဲ့ Elliot Anderson ကိုဒါမင်းညကပဲဒုတိယအကြိမ်ကန်လာမှု Official ပြုလုပ်တယ်အဲ့ပြောင်းရွှေ့ခြင်းက Northern Forest တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း120တန်နဲ့ပြောင်းရွှေ့ခြင်းဖြစ်တယ်ဒါပေမဲ့ City ဘက်ကအဲ့လိုကန်လာမှုမှာသူတို့ဘက်ကပြောင်းရွှေ့ခြင်းကိုဒါပေါင်106တန် plusနောက်တစ်ခုကအဒွန်15တန်းပတ်ဝန်းကျင်ပေါ့လေတိုတယ်တန်း230ကျော်နဲ့သူတို့ဘက်ကကန်လန်ခဲ့တယ်အသက်23နှစ်သားဒါ Elliot Anderson ကို City ကအစောပိုင်းလုံးကသူတို့ target ထားတဲ့ပြောင်းရွှေ့ကြီးကတန်း90ပဲသတ်မှတ်တယ်ဒါပေမဲ့အခု Manchester United က Sir Ratcliffe တို့က Elliot Anderson ရဲ့လောက်ခလာစာတစ်ပတ်ကို3သိန်းကနေ3သိန်းခွဲထိပိုကောင်းတဲ့ contract offer နဲ့ချင်းကပ်လျက်ရှိတယ် Man United က City ရဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့အတွက်ကြောင့် City ကဒီပြောင်းရွှေ့မှာခတ်သွက်ပဲဒုတိယအကြိမ်ကန်လာမှုပြုလုပ်ခဲ့တယ် Fabrizio Romano ရဲ့ဖော်ပြချက်အရရောအခု David Olsen ရဲ့ဖော်ပြချက်အရဒါအခုလက်ရှိ Athletic Report မှာဖော်ပြချက်အရဆိုရင် Manchester City က106တန်း package နဲ့စပြီးကန်လာတယ်အိုက်ကန်လာမှုမှာ Northern Forest အတွက်လူကျင်တဲ့အက်ဒွန်တွေအများကြီးကိုလွယ်လွယ်ကူကူထည့်ပေးထားတယ်ဒါပေမဲ့ခက်တာက Forest ကကျွန်တော်ခုနပြောလို့ပေါ့လေManchester United ရော Manchester City ရောနှစ်သင်းလုံးသဘောကျတဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့ကအဲ့ပြောင်းရွှေ့ချေကန်လာမှုကိုသူတို့ဘက်ကညှင်းဆန်ပေးချလိုက်တယ် City ဘက်ကအခုလောလောဆယ်မှာ106တန်း plus ဒါအပူစုချင်းငွေနဲ့တိုတယ်120တန်းလောက်ရှိတယ်ဆိုတော့သူတို့ဘက်ကဘယ်လောက်ထိတွက်ထားလဲဆိုတော့15တန်းလောက်ရှိတယ်ဆိုတော့120တန်းကိုအပ်တော့အပါဝင်ဒါပေမဲ့ Forest ရဲ့ point of view ကသူတို့ဘယ်လောက်လို့လဲဆိုတော့Alexander Isak ကို Newcastle United အသင်းက Liverpool ရှိကရရှိခဲ့တဲ့ပြောင်းရွှေ့ခြင်းပေါင်125တန်းထိလိုချင်တယ်ဒါက record breaking မတန်ဒါပေမဲ့ဒီကစားမတယောက်အဲ့လောက်မှမတန်တာ125တန်းဆိုတဲ့အမောက်ဟာတော်တော်များတဲ့အမောက်ပဲ Isak ရဲ့အခြေအနေနောက် Isak က Newcastle မှာအဲ့ရာသီမှာရောရှေ့ရာသီမှာအရန်ကောင်းတဲ့ကစားမအဲ့လိုအရန်ကောင်းတဲ့ကစားမတယောက် proving ပြတယ် Newcastle နဲ့ Cup Final တက်တယ်ဒီလိုသက်သေတွေအများကြီးပြထားတဲ့ကစားမတယောက်အတွက်125တန်းဟာဒါနောက်တစ်ခုကသူ့ရဲ့ long term contract ကြောင့်လည်းပါတယ်အရန်တန်တယ်လို့ပြောလို့မရဘူးလေဒါအရန်ကြီးဘယ်လိုပြောမလဲဈေးကြီးသည့်တိုင်အောင်အဲ့ဒါကမစိုးလို့ပြောလို့ရပါမယ်အခု Elliot Anderson ကနံပါတ်1အင်္ဂလိပ်ကစားမဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်တစ်ချက်ထဲနဲ့ဒီလောက်ကြီးပြောင်းရွှေ့ချေတောင်းတဲ့အချက်ကတော်တော်ဆူဆူဝါပဲခုက Elliot Anderson ရဲ့လက်ရှိ current market ပေါက်ကြီးကလည်းအဲ့လောက်မရှိဘူး85တန်းမရှိတယ်ပေါင်ထဲမှာအလုံးစုံရှိ60ကျော်လောက်ပဲရှိတယ်ပေါင်တန်း60ကျော်လောက်ရှိတဲ့ကစားမတယောက် market value မှာအဲ့လောက်ရှိတဲ့ကစားမတယောက်ကိုနှစ်ဆကျော်120 125တန်းလောက်ပေးရမယ်ဆိုတဲ့အချက်က Man City ကိုယ်တိုင်လည်းအဲ့လောက်တော့မယူဘူးနောက်တစ်ခုက Elliot Anderson ကအဲ့လောက်ထိဈေးကရင် City ကနောက်ထပ် plan ပြီးတော့ရှိတယ်ဆိုတော့အခုလောလောဆယ်ကျွန်တော်တို့အခု report မှာဖော်ပြချက်ကဘာလဲဆိုတော့ Manchester City ဘက်ကဒါအခုလောလောဆယ်မှာ Elliot Anderson နဲ့ပတ်သက်လို့သူတို့ပေးထားတဲ့ပြောင်းရွှေ့ခြင်းဟာ interesting ဖြစ်တဲ့ပြောင်းရွှေ့ခြင်းမျိုးဖြစ်တယ်ဒါပေမဲ့လောလောဆယ်အနေထားရတစ်ဖက်ကလုံးဝကို greedy ဖြစ်နေတဲ့အချက်ကသူတို့အတွက်လည်းတော်တော်လေးတော့ခက်တယ်ဆိုတော့အခုလောလောဆယ်မှာ Elliot Anderson က Man City ကိုပဲပို favor ပေးတယ် Man United ကိုပြောင်းဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ပြဿနာက Manchester City ကဒီပြောင်းရွှေ့မဖြစ်ရင်နောက်တစ်ယောက်ကိုသူရွှေ့မှာသူတို့ရွှေ့မဲ့သူက Sandro Tonali ဆိုတော့ဒီနေရာမှာအပြောင်းရွှေ့ဖြစ်လာနိုင်ရှိတယ် Man City ဘက်က106တန်း plus အပူစုချင်းငွေအပါဝင်120 တန်း Northern Forest ကတော့ guarantee 125တန်းဆိုတော့ guarantee 125တန်းဆိုရင်အနည်းဆုံး15 19တန်း30လောက်ထပ်ထည့်ရမယ် City ပေးတာလည်းနောက်ထပ်30လောက်ထပ်ထည့်ရမယ်အဲကြောင့်တော့ City ကပေးမှာမဟုတ်ဘူး Newcastle ကတော့ရှင်းတယ် Sandro Tonali ရဲ့အပြောင်းရွှေ့ကတန်း100တန်း100ပေးရင် Sandro Tonali ကိုလိုချင်တယ် Tonali ကိုလိုချင်တဲ့ထဲမှာအခု Man City ပါတယ်ဘာလို့ဆိုတော့ Elliot Anderson ရဲ့ option B ပြီးတော့ Manchester United ပါတယ် Arsenal ပါတယ်ဆိုတော့ဒါကတော့အခုလောလောဆယ်မှာ Elliot Anderson အပြောင်းရွှေ့ကို City ကဒုတိယအကြိမ်ကန်လာပေမဲ့ Forest ကပေးချထားပြီးတော့125တန်းထိတင်းခံနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်